င်္ဂလာပါရှင်ကွေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခုဆိုရင်ဆောင်းဝင်လာပြီဆိုတော့တော်တော်လေးအေးလာပြီဖြစ်ပါတယ်နော်ဒီလိုမျိုးဆောင်းဝင်လာပြီဆိုရင်စုတို့ရဲ့စပင်တွေကအရန်ကို6သွေးလာတယ်ဥယျာဉ်ပြားတွေရရန်လာမယ်ဘောက်တွေထားမယ်ဒါဆိုရင်အရင်လိုမျိုးမစင်မပြေတော့ဘူးလေဒါဆိုတော်တော်များများကစုကိုမေးကြတာပေါ့နော်စုရေလဲဘယ်ဟာလေးသုံးရင်အဆင်ပြေမလဲတဲ့ဟုတ်ကဲ့ပါရှင်ဘယ်ဟာလေးသုံးရမယ်ဆိုရင်ဒီဝီကထုတ်တဲ့စံသားအပစ္စည်းလေးကိုခေါင်းမလျှော်ပြင်းနိုင်ဝဲအလိုဥယျာဉ်ပြအနက်ကိုလိထားပေးဖို့လိုအပ်ပါတယ်ဒီလိုမျိုးဥယျာဉ်ပြအနက်ကိုလိထားပြီးတဲ့အခါစုလို့မှရှိတဲ့ဒီလိုမျိုးတရုတ်ကမခေါင်းလျှော်ရည်လေးနဲ့လျှော်ပေးပေါ့နော်ဒါဆိုရင်ဥယျာဉ်ပြမှာဖြစ်ပေါ်နေတဲ့ဘောက်တွေဥယျာဉ်ပြရရန်တာလေးစပယ်ကောက်တာလေးဖြောက်တာလေးအမြဲတမ်းလုပ်တဲ့သူတွေပြီးရင်စပင်ကိုအမြဲတမ်းဆေးဆွနေရတဲ့သူတွေအတွက်လောဘကိုကောင်းစေတဲ့ခေါင်းလျှော်ရည်လေးအတွဲဖြစ်ပါတယ်နော်ဒီလိုမျိုးအတွဲကိုသုံးမယ်ဆိုရင်ခုသုံးရင်ခုသူ့ရဲ့အကျိုးကိုခံစားရလားဆိုရင်ချက်ချင်းတော့မခံစားရပါဘူးရှင်ဒီအတွဲလေးကိုဆွဆွမြဲမြဲသုံးဖို့လိုအပ်ပါတယ်ဒီလိုမျိုးအတွဲလေးကိုဟိုနော်သူကကုတ်တော့တဲ့အထိပေါ့နော်ဆွဆွမြဲမြဲသုံးပြီးသွားမယ်ဆိုရင်တော့ဥယျာဉ်ပြားမှာဖြစ်ပေါ်နေတဲ့စပယ်ရဲ့ပြဿနာလေးကိုဖြည့်ဆင်းပြီးသားဖြစ်သွားမှာဖြစ်ပါတယ်နော်ဒါကြောင့်ဘယ်အရာမဆိုတာဘတ်ထုတ်ကုန်တွေဖြစ်တဲ့အတွက်ဆွဆွမြဲမြဲသုံးစားပေးဖို့လိုအပ်ပါတယ်နော်ဒါကြောင့်စုက recommend ပေးပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်